အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒုတိဝေကြီးမှာကြိုဆိုပါတယ်အားလုံးပဲမင်္ဂလာပါတို့မဟုတ်ဒီတော့ဒုတိကိုဝေချန်ရန်နေပြန်လဲကြိုဆိုလိုက်ပါတယ်အားလုံးပဲမင်္ဂလာပါခင်ဗျာကဲအားလုံးပဲဒီနေ့အဆင်ပြေကြလားယခုဗီဒီယိုဒီကျွန်တော်အခုဒီညဂျာတာပရိနိညအခုကျွန်တော်10နာရီထိုးတော့မှာပေါ့နော်ဒီဗီဒီယိုရိုက်တာဂျာတာပရိနိည10နာရီထိုးကန်ဒီရိုက်တာဆိုတော့ကျွန်တော်ဒီနေ့လိုပဲကျွန်တော်တောင်းလိုက်တော့မယ်နော်ကျွန်တော်အခုဒီနေ့ဂျာတာပရိနိတနေကုန်မှာကျွန်တော်တင်းပြီးခဲ့တဲ့ကဏ္ဍကမနက်ပိုင်းမှာ3-8ဆိုပြီးတော့ဒူအောကွက်ပေါ့နော်ဒူအောကွက်ကလေးအောင်တယ်အဲ့တော့အားလုံးပဲမင်္ဂလာပါအားလုံးမင်္ဂလာပါเนาะအဲ့တော့ကျွန်တော်တို့3-8ဆိုတဲ့ကဏ္ဍလေးကျွန်တော်တို့ဒီနေ့အောင်မြင်မှုရခဲ့ပါတယ်တနေ့ကုန်သာတင်းပေးခဲ့တဲ့ကဏ္ဍထဲမှာတော့ကျွန်တော်တို့3-4လဲပါတယ်ပေါ့နော်3-4လဲပါတယ်အဲ့ဒါကိုကျွန်တော်ကညနေမှာကျွန်တော်တက်ထပ်မထွက်တော့ဘူးထင်ပြီးတော့ဟိုညနေစာကဏ္ဍတက်ထပ်တင်ပေးလိုက်တာပေါ့နော်ဟို post တင်တာပါလိုက်တော့ဗီဒီယိုတော့မတင်ပါဘူး YouTube မှာ post တင်ပေးလိုက်တာလွှဲချော်ခဲ့တယ်ပေါ့နော်အဲ့တော့ကျွန်တော်တနေ့ကုန်စာတင်ပေးခဲ့တဲ့ကဏ္ဍထဲမှာတော့80ပါတယ်3-8ပေါ့နော်3-8ပါတယ်3-4လဲပါတယ်ပေါ့နော်တနေ့ကုန်စာကဏ္ဍထဲမှာကျွန်တော်တို့နှစ်ကွက်လုံးထွက်သွားတယ်ပေါ့နော်ထားလိုက်ပါတော့အဲ့တော့ကျွန်တော် YouTube မှာကျွန်တော်ဒီ channel တက်မှာပေါ့နော်ဒီ2D ကိုဝေဆိုတဲ့ YouTube channel တက်မှာကျွန်တော်တင်ပေးတာပေါ့နော်တင်ပေးရမှာကျွန်တော်တို့3ရက်ရှိပြီကျွန်တော်တင်ပေးတာအင်္ဂါဘော်တော်ဦးကြတာပဲအင်္ဂါနေ့ကစတင်ပေးတယ်ကတ်ပြီးတော့ခံရတယ်ဘရိတ်ပေးတာ1ချင်းနဲ့ပေးသွားတယ်ပေါ့နော်တီနဲ့ခံလိုက်ရတယ်ကျွန်တော်ဘော်တော်ဦးနေ့ကပေးတာ3ခွန်အောင်တယ်နော်ဘော်တော်ဦးနေ့ကမနက်ပိုင်းမှလာမလို့တဲ့ဘော်တော်ဦးနေ့မနက်ပိုင်း3ခွန်အောင်တယ်ဒီနေ့ကြာလာပရိနေ့မနေ့ညအောင်တယ်မနေ့ညအောင်တယ်ဆိုတာကတော့မနက်ပိုင်းကတော့အဓိကပေါ့နော်ညနေပိုင်းကတော့ဘောင်းမွင်ပါဘူးဘာလို့လဲဆိုတော့ညနေပိုင်းကဏ္ဍတက်ကျွန်တော် YouTube မှာ post တင်ပေးလိုက်တာဆိုတော့ဒါဘောင်းမွင်တော့ပါဘူးเนาะထားလိုက်ပါတော့အဲ့တော့ကျွန်တော်တို့ဘော်တော်ဦးအောင်ဘော်တော်ဦးအောင်တယ်ကြာတာပရိအောင်တယ်ကျွန်တော်ဒီ YouTube channel အစ်စ်မှာ3ရက်တင်ပြီးခဲ့ရမှာ1ရက်လွဲချော်ပြီးတော့2ရက်အောင်မြင်မှုရခဲ့တယ်ဒါဟာကောင်းသော result ပေါ့เนาะအဲ့တော့ကျွန်တော်ပြောချင်တာကတော့အကိုတို့မတို့အနေနဲ့ကျွန်တော်ရဲ့ဒီ YouTube channel ကို subscribe နဲ့ခေါင်းလောင်းနှိပ်ထားကြဖို့ပြောချင်ပါတယ်ဒီလိုနှိပ်ထားခြင်းအပြင်ကိုတို့မတို့အတွက်လည်းအကျိုးမရောက်ပါဘူးเนาะပြီးတော့ဒီ channel တစ်ဖွင့်တဲ့အထိမ်းအမှတ်အနေနဲ့ကျွန်တော်ဒီလာမဲ့ဘက်မှာပေါ့เนาะလာမဲ့ဘက်မှာမိုးကနန်း6ကွက်1000ခွဲနဲ့ရောင်းတဲ့ဟာကျွန်တော်လက်ကားတင်ပေးသွားမှာပြီးတော့အခွေလေးလုံးလည်းကျွန်တော်လက်ကားတင်ပေးသွားပါမယ်အဲ့တော့အကိုတို့မတို့အနေနဲ့ဒီ channel ကို subscribe နဲ့ခေါင်းလောင်းနဲ့လက်မလေးနှိပ်ရတာဘာမှမပင်ပန်းပါဘူးဒါကတော့ကျွန်တော်ဒုတိဝါသနာရှင်အကိုဒီမတွေကိုပြောတာပါကျန်တဲ့သူတွေကတော့မနှိပ်ချင်လည်းမနှိပ်နဲ့ပေါ့နော်ဒါသူတို့အတွက်နှိပ်ထားလဲဘာမှအသုံးဝင်မှာမဟုတ်ဘူးအဲ့တော့ဒုတိထိုးနေတဲ့သူတွေဒုတိဝါသနာရှင်ကြီးကိုဒီအကိုဒီမတွေကျွန်တော်ရဲ့ဒီ YouTube channel ဒုတိကိုဝေဆိုတဲ့ channel အစ်စ်ပေါ့နော်ပထမကျွန်တော်ဝေကြီးဆိုတဲ့ channel အဟောင်းတက်ရှိပြီးသားเนาะအဲ့တော့ဒီ channel ကိုလည်း subscribe လုပ်ထားဟိုဘက် channel ကိုလည်းသွားပြီး subscribe လုပ်ထားเนาะပထမ main channel ကြီးကတော့ပြတ်သွားတာအရင်နှစ်မျိုးကိုကောင်းတယ် subscriber 3,000နဲ့1000ဖြတ်သွားပြီ subscriber 100k ကျော်သွားပြီပေါ့နော် 130k လောက်ဖြတ်သွားတာမှာသူ့ရဲ့ YouTube ရဲ့စီမီစီကန်းနေနဲ့မကိုက်တော့အားဖြင့်ကျွန်တော်ရဲ့ channel ဖြတ်ချခံလိုက်ရတယ်ပေါ့နော်ထားလိုက်အဲ့ဒါတော့ပြန်ယူလို့မရတော့ဘူးပေါ့နော်ဒါကတော့စိတ်မကောင်းစရာပေါ့နော်အဲ့တော့ကျွန်တော်ရဲ့အရန် channel အနေနဲ့ထားခဲ့တဲ့ဟို subscriber ခု18900ရှိတယ်နော်အဲ့ဒါအရန် channel အနေနဲ့သုံးခဲ့တာပေါ့နော်အခုအဲ့ဒါ main channel ဖြတ်သွားပြီအခုဒီ 2D ကိုဝေဆိုတဲ့ channel ကခုမှဖွင့်လာတော့2ရက်3ရက်ပဲရှိသေးတယ်3ရက်ပဲရှိသေးတယ်ပေါ့နော် subscriber တော့600ကျော်သွားပြီမစိုးပါဘူးเนาะဒါလူဟောင်းနေများမှာပါเนาะထားလိုက်ပါတော့เนาะအဲ့တော့ကျွန်တော်ဒီ YouTube channel ဒီအခုကိုဝေဆိုတဲ့ channel ကို subscribe နဲ့ခေါင်းလောင်းနှိပ်ထားရပါလို့ဒါကျွန်တော်ထပ်ခါတလဲပြောနေရတာကကျွန်တော်အတွက်ရောအကိုတို့မတို့အတွက်ရောပြောနေတာပေါ့เนาะကျွန်တော် subscribe နဲ့ခေါင်းလောင်းနှိပ်ထားမှကျွန်တော်ပေးသမျှကဏ္ဍတွေကိုတင်သမျှကဏ္ဍတွေကိုအကိုတို့မတို့အနေနဲ့သိရမှာဖြစ်တယ်ပေါ့เนาะကဲအားလုံးမင်္ဂလာပါเนาะအားလုံးမင်္ဂလာပါဒီနေ့ပေါက်ကြလား80ကတော့ကျွန်တော်သတင်းနေကြားတာတော့တော်တော်များများကွဲတယ်ညီမတနိုင်ငံလုံးကွဲတယ်3-8ကတော့တနိုင်ငံလုံးကွဲတယ်လို့ပြောကြတယ်ပေါ့နော်ပြောတယ်လည်းကြားတယ်ကျွန်တော်စီမှာလည်းပေါက်သီးအများကြီးပါတယ်ပေါ့နော်ကျွန်တော်စီမှာလည်းတူးတီထိုးလို့ရတယ်နော်အယောစတရားခိုင်းတော့စိတ်ချပါနော်ကဲအားလုံးမင်္ဂလာပါခင်ဗျာ
80တနိုင်ငံလုံးကွဲတယ်လို့ပြောတဲ့ကြားတယ်နော်မနေ့ပြန်တောက်ကြနေဒိုင်ကျိတ်လိမ့်မယ်ဒိုင်ကျိတ်လိမ့်မယ်မနေ့ပြန်တောက်ကြနေနော်ဘာလို့လဲဆိုတော့ဂျာသာပရိနီယော်ထားတာဘူးနော်3နဲ့8နဲ့ကလည်းမြူးတယ်ဗျကျွန်တော်ထင်တယ်3နဲ့8နဲ့ပဲပြန်လာမယ်ထင်တယ်အဲ့ဒါကြောင့်မို့လို့ကျွန်တော်3530 5580ဆိုမနေ့ကတင်ပေးခဲ့တာမနေ့ပြန်တောက်ကြနေတဲ့နေကုန်စားလဲကျွန်တော်38ဝိုင်းရင်းနဲ့ပဲပေးအောင်ပါပဲနော်3နဲ့8နဲ့ရဲမြူးတယ်မနေ့ပြန်လည်းလာလောက်တယ်နော်ခင်ဗျားတို့ဒိုင်ကွဲပြီးသွားပြီထိုးသားကွဲဖို့ပဲကြံတော့တယ်ရှော့လို့ကြတော့တောက်ကြနေဒိုင်စားလိမ့်မယ်နော်တောက်ကြနေကအများနဲ့ဒိုင်စားချတယ်နော်ရှော့လို့ကြပါကျွန်တော်စီမှာထိုးတဲ့အကူဒီမတွေရောတခြားနေရာမှာထိုးတဲ့အကူဒီမတွေရောရှော့လို့ကြနော်ဘယ်နေရာမှာပဲထိုးပါအဓိကကတော့ကိုယ့်ရဲ့ပေါက်တဲ့ပတ်စံကိုရောဖို့အရေးကြီးတယ်ကျွန်တော်စီမှာထိုးတဲ့အကူဒီမတွေကတော့ကျွန်တော်သိတဲ့အတိုင်းပဲကျွန်တော်အားပေးကြတာကျွန်တော်ချစ်လို့ခင်လို့ယုံကြည်လို့အားပေးကြတာတကယ်လည်းကျေးဇူးတင်ပါတယ်ဒါကျွန်တော်ရဲ့ mission တွေပါပဲเนาะအဲ့တော့ကျွန်တော်ရဲ့ mission တွေကိုလည်းကျွန်တော်ပြစ်မထားပါဘူးကျွန်တော်ရဲ့ mission တွေကိုလည်းကျွန်တော်အများတန်းနေစဉ်နဲ့အများကျွန်တော်တက်နိုင်သမျှကျွန်တော်တက်နိုင်တဲ့ဘက်ကနေကူညီပေးနေတယ်ပေါ့เนาะကဲအားလုံးကျေးဇူးတင်ပါတယ်ကဲကျွန်တော်ဒီကြောတွေရှည်နေပြီမနေ့ကကျွန်တော်တို့တောက်ကြနေတော့သွားလိုက်ရအောင်เนาะကဲကျွန်တော်ထပ်ပြောပါအောင်မယ် subscribe နဲ့ခေါင်းလောင်းနဲ့ like နဲ့နှိပ်ထားပါเนาะဒါမှကျွန်တော်တင်သမျှဗီဒီယိုတွေ like တွေကိုတို့မှတို့မြင်ရမှာတွေ့ရမှာဖြစ်ပါတယ်เนาะတချို့ကြလူကြီးပိုင်းတွေတက်ကြီးပိုင်းတွေပါတယ်မရှာတတ်ဘူးเนาะတခါလဲ subscribe နှိပ်ထားပါเนาะမလုပ်တတ်ရင်လည်းလုပ်တတ်တဲ့သူလုပ်ခိုင်းပေါ့เนาะဒီ channel ကို subscribe လုပ်ပေးပါเนาะခေါင်းလောင်းလေးနှိပ်ပေးပါအဲ့လိုမျိုးလေးပြောလိုက်ပေါ့เนาะလုပ်တတ်တဲ့သူလုပ်ခိုင်းပေါ့เนาะခေါင်းလောင်းနှိပ်မှလည်းကျွန်တော်ဗီဒီယိုတင်တိုင်းအခုတို့မှတို့ဒီ phone notify လေးမှာပေါ့เนาะဥပမာဒီ notify လေးပေါ့เนาะခဏလေးဒီ notify လေးပေါ့เนาะအဲ့ဒီလို button လေးပေါ်မှာပေါ်လာမှာပေါ့เนาะကျွန်တော် live လွှင့်လိုက်တာねကဲထားလိုက်ပါတော့ကဲအဲ့တော့ကျွန်တော်တို့တော်ပြီလေကြောတွေအရင်များနေပြီเนาะကျွန်တော်ဒီမှာလည်း2ရီလာထိုးလို့ရတယ်เนาะကဲကျွန်တော်တို့ site ကလေးသွားလိုက်ရအောင်เนาะ site ကလေးသွားလိုက်ရအောင်ဆိုတော့ကျွန်တော် site တော့မပြတော့ဘူးเนาะ site တွေရမ်းသွားဖြစ်လို့เนาะကျွန်တော်ကဏ္ဍပဲပြေးပြီးပေးမယ်เนาะကဲအားလုံးမင်္ဂလာပါခင်ဗျာเนาะကျွန်တော်တို့အဲ့တော့ဒီနေ့ဂျာတာပရိနေ့တနေ့ကုန်စားကျွန်တော်ပြီးခဲ့ရမှာ38အောင်မြင်မှုရတယ်ကျွန်တော်ညနေပိုင်းမှာတော့ကျွန်တော်ညနေပိုင်းစာကဏ္ဍကျွန်တော်မနက်ပိုင်းမှာထွက်သွားတဲ့အတွက်ကြောင့်ကျွန်တော်ညနေပိုင်းစာကဏ္ဍကို line နဲ့ video တော့မတင်ပေးခဲ့ဘူး YouTube မှာ post တင်ပေးခဲ့တယ်စာရေးပြီးတင်ပေးခဲ့တယ်ဒါပေမဲ့လွဲချော်ခဲ့တယ်3နေနဲ့3ခွက်လောက်ပါလာလွဲချော်ခဲ့တယ်ပေါ့နော်တနေ့ကုန်စာကဏ္ဍထဲမှာဒီ3လေးဆိုထွက်သွားတယ်နော်အဲ့တော့မနက်ဒီတနေ့ကုန်စာကဏ္ဍကမနက်ညအောင်သွားတယ်လို့ပြောမှာပေါ့နော်အဲ့တော့ကျွန်တော် YouTube မှာဒီ channel တက်မှာ video 3ရက်တင်ခဲ့ရမှာအင်္ဂါနေ့1ရက်စပြီးတင်တဲ့နေ့ရက်ကလွဲတယ်ဘော်ရုပ်ကြတာပြီး2ရက်ဆက်တိုက်ဝင်ထားပါတယ်နော်ဒီနေ့ပြန်တောက်ကြနေအကောင်းဆုံးစူးစမ်းပေးထားတယ်အကူတို့မတို့အနေနဲ့ဒီမှာအရန်ကိုကောင်းလုံးအားကြီးပါတယ်မနေ့ပြန်လဲဆက်လက်ပြီးတော့ပေါက်ဖို့များတယ်နော်မယုံရင်စောင့်ကြည့်လိုက်ပါကျွန်တော်တင်ထားတဲ့ဗီဒီယို3ပုဒ်ကိုလည်းတွားကြည့်လို့ရတယ်လူသစ်တွေအနေနဲ့လည်းနော်အဲ့တော့မနေ့ပြန်မှာ3530 8580 38 main တင်ထိုးပါ3388 do main တင်ထိုးပါနော်ဒါလည်း main ကွက်ပဲနော်ဒါဒုတိယအနေနဲ့ထိုးရမယ် main ကွက်ပေါ့နော်ဟုတ်ပြီ96 3181 5150 ဒုအရန်အနေနဲ့ထိုးပါ55စီစီပပပဲထည့်ရမှာမထိုးလဲရတယ်ဒါပေမဲ့ပပပဲရန်နော်96 3181 5150ဒါဒုအရန်ပေါ့နော်အဲ့တော့အကွက်ဒီအရန်များတယ်လို့ထင်ရင်ဒီ5ခွက်ရယ်ဒီ main 2ခွက်ရယ်ဒါပဲထိုးနော်အဲ့တော့ဒီဒုအရန်5ခွက်ရယ်ဒီ55စီစီရယ်တော့ကျွန်တော်တို့ဒီ55စီစီရယ်ပပထည့်ရန်ပေါ့နော်မထိုးကျင်လည်းရပါအဓိကတော့ငွေမနိုင်တဲ့သူတွေကတော့ဒီ main တင်ထိုးကွက်ရဲ့ဒူ main ရဲ့ဒါပဲထိုးပေါ့နော်အဲ့တော့ဒါကတော့ဒူအရန်ပေါ့နော်အရန်အနေနဲ့ပဲထိုးရမှာပေါ့နော်ဒါအရန်အနေနဲ့ဆိုမှအခုရပိုင်းတင်အခု YouTube မှာစတင်သမျှဗီဒီယိုတွေသုံးဖို့လုံးပေါ့နော်ပထမတစ်ရက်ကလွဲတယ်ဘော်ရုပ်ကြတာပြည့်အောင်တယ်ဒုတိယအနေနဲ့တွေပဲအောင်နေတာပေါ့နော်ဒါလေးတော့သတိထားစရာပေါ့နော်ဒါပေမဲ့မနေ့က main ကွက်တွေအောင်ပါနော်မနေ့က main ကွက်တွေအောင်မယ်ဘာလို့ main ကွက်တွေအရန်လှတယ်ဒီအောက်ကကွက်တွေကဒူအရန်လောက်ပဲထိုးနော်ဒီကောင်းလေး4-5တောင်ထိုးရင်ဒီကောင်းလေး1500 2000လောက်ပဲထိုးကြီးကာပေါ့နော်ထိုးကြီးကာပဲထိုးနော်ကြောင်လို့ကြည့်ပြမှာလေအဲ့တော့ကျွန်တော်တို့မနေ့ကမှကျွန်တော်တို့တောက်ကြနေအပိတ်လှကြပါစေလို့ဆုတောင်းပါတယ်မနေ့ကတောက်ကြနေတနေ့ကုန်စားပါနော်38ဝမ်းချင်းရှိပါတယ်ကျွန်တော်38ဝမ်းချင်းကို3883 break နဲ့ဖန်ပေးထားတယ်ပေါ့နော်ကြောင်လို့ကြည့်ပြမှာလေအားလုံးပဲနော်ကျွန်တော်ရဲ့ channel ကို subscribe နဲ့ခေါင်းလောင်းနှိပ်ထားပါလက်မလေးတွေနှိပ်ခဲ့ကြပါဒါလေးတွေကအကူတို့မတို့လည်းဘာမှအပတ်မကြည့်ပါဘူးနော်ဒါပါပဲလို့လဲဆိုတော့အကူတို့မတို့လည်းအကျိုးရှိအောင်ပေါ့နော်ကျွန်တော်တင်တဲ့ဗီဒီယိုတိုင်းကိုသိရအောင်လို့လက်မနဲ့ subscribe နဲ့အဓိကတော့ subscribe နဲ့ခေါင်းအောင်အဓိကပဲเนาะလက်မတွေနှိပ်ရမှာပြင်မနှိပ်ပါနဲ့နှိပ်ခဲ့ရင်တော့အတိုင်းထက်လွန်ပေါ့เนาะကြံလို့ကျေးဇူးတင်ပါတယ်အားလုံးပဲကိုဒီမတွေမနေ့ပြန်တောက်ကြနေမှာနောက်ဆုံးပိတ်အိတ်နဲ့လွယ်နိုင်ကြပါစေလို့ကျွန်တော်ဒူရီဝေကြီးဒူရီကိုဝေမှာဆူတောင်းပေးလိုက်ပါတယ်အားလုံးပဲပေါက်ကြပါစေเนาะအားလုံးပဲဝင်ငွေရကြပါစေเนาะကြံအားလုံးကျေးဇူးတင်ပါတယ်တစုံတရာ
အခုတို့မှတို့အတွက်အဆင်ပြေမှုရှိခဲ့တယ်ဆိုရင်တော့ကျွန်တော်ဝမ်းသာပါတယ်ကျွန်တော်ရဲ့တင်တဲ့ view တွေကပေါ့နော်အားလုံးကျေးဇူးတင်ပါတယ်အားလုံးကံကောင်းပါစေနော်